အခန်းဆက်တဲ့မတန်ဆွမ်းသူများမှတ်ပုံတင်ခြင်း39မတန်ဆွမ်းသူများသည်ဤဥပဒေပါအခွင့်အရေးများကိုရရှိခံစားနိုင်ရန်အတွက်၎င်းတို့၏ဆန္ဒအလျောက်မတန်ဆွမ်းသူဖြစ်ကြောင်းအတိအမှန်ပြုရန်သတ်မှတ်ချက်များနှင့်အညီမှတ်ပုံတင်လျှောက်ထားနိုင်သည်38ဝန်ကြီးဌာနသည်ကာကြီးဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ကိုမှတ်ပုံတင်ရရှိချုပ်ဖြင့်တာဝန်ပေးရမည်ခခွေဤဥပဒေအရမှတ်ပုံတင်ခြင်းလုပ်ငန်းများဆောင်ရွက်ရန်တိုင်းဒေသကြီးသို့မဟုတ်ပြည်နယ်များအလိုက်လူမှုဝန်ထမ်းအရာရှိများကိုမှတ်ပုံတင်အရာရှိများဖြင့်တာဝန်ပေးရမည်39မှတ်ပုံတင်ရရှိချုပ်သည်အမျိုးသားကော်မတီနှင့်ဝန်ကြီးဌာနတို့၏လမ်းညွှန်ချက်နှင့်အညီကာကြီးမတန်ဆွမ်းသူများအားလုံး၎င်းတို့၏အခွင့်အရေးများအပြည့်အဝရရှိစေရေးအတွက်စာရင်းဇယားများပြုစုခြင်းသုတေသနပြုခြင်းနှင့်မှတ်ပုံတင်ခြင်းဆိုင်ရာလုပ်ငန်းတာဝန်များကိုကြီးကြပ်ဆောင်ရွက်ရမည်ခခွေမတန်ဆွမ်းသူများမှတ်ပုံတင်ခြင်းဆိုင်ရာလုပ်ငန်းများကိုဆောင်ရွက်ရ၌လူအခွင့်အရေးနှင့်အခြေခံလွတ်လပ်ခွင့်များကိုကာကွယ်ရန်အပြည်ပြည်ဆိုင်ရာကလက်ခံထားသည့်စံနှုန်းများကျင့်ဝတ်များနှင့်အညီဆောင်ရွက်ရမည်ကငယ်မတန်ဆွမ်းသူများမှတ်ပုံတင်ခြင်းနှင့်မတန်ဆွမ်းမှုအဆင့်စီစစ်သတ်မှတ်သည့်အဖွဲ့ကဆေးစစ်ဆေးခြင်းတို့ကိုလွယ်ကူအဆင်ပြေအောင်စီစဉ်ဆောင်ရွက်ပေးရမည်ကာကြီးမတန်ဆွမ်းသူများကိုမှတ်ပုံတင်ခြင်းမတန်ဆွမ်းမှုအဆင့်စီစစ်သတ်မှတ်သည့်အဖွဲ့ထံတွင်ဆေးစစ်ဆေးမှုခံယူရန်ဆောင်ရွက်ပေးခြင်းဆေးစစ်ပေးခြင်းနှင့်ဆေးထောက်ခံချက်လက်မှတ်ထုတ်ပေးခြင်းတို့ကိုအခမဲ့ဆောင်ရွက်ပေးရမည်40မတန်ဆွမ်းသူများသည်မိမိဆန္ဒအလျောက်မတန်ဆွမ်းသူအဖြစ်မှတ်ပုံတင်နိုင်ရန်သို့မဟုတ်မှတ်ပုံတင်ထားသည့်မတန်ဆွမ်းသူကမတန်ဆွမ်းမှုအဆင့်ပြင်ဆင်သတ်မှတ်ရန်အတွက်မှတ်ပုံတင်ကြီးကြပ်ရေးမှူးထံသို့ကိုယ်တိုင်ဖြစ်စေမိဘအုပ်ထိန်းသူသို့မဟုတ်ကိုယ်စားလှယ်ဖြစ်စေသတ်မှတ်ချက်များနှင့်အညီလျှောက်ထားရမည်41မှတ်ပုံတင်ကြီးကြပ်ရေးမှူးသည်ကာကြီးပုံမှန်40အရလျှောက်ထားချက်ကိုစီစစ်ပြီးမတန်ဆွမ်းမှုနှင့်ဆက်လင်း၍ဆေးထောက်ခံချက်လက်မှတ်ထုတ်ပေးမည်မတန်ဆွမ်းမှုအဆင့်စီစစ်သတ်မှတ်သည့်အဖွဲ့ထံတွင်ဆေးစစ်နိုင်ရန်ဆောင်ရွက်ပေးရမည်